အားလုံးပဲမင်္ဂလာပါဒီနေ့10ရက်8လ2026နညာတော့ပါ3-5 ချိန်ဖြစ်ပါတယ်ဒီနေ့3-5 ချိန်မှာ3-5 ချိန်3-1-3-6 3-5-3-3-1-6-5-3 ကီနဲ့ကပ်ပါမယ်5-1-5-6-5-5-5-3 3-1 နဲ့5-6 main all ပါဒီနေ့ချိန်နဲ့ကီနဲ့ဖြစ်ပါတယ်တပတ်စာကဒီတပတ်ကပိတ်ရက်ပေါ့နော်ဗုဒ္ဓဦးနေ့ပိတ်ရက်ရှိရအတွက်တပတ်စာတော့မတင်ပြီးတော့ပေါ့နော်ပတ်တီးပတ်ချင်တဲ့သူတွေကတပတ်စာပတ်တီးပတ်ချင်တဲ့လူတွေက9သို့မဟုတ်9ပတ်ပါပေါ့နော်ပတ်တီးပတ်ချင်တဲ့လူက9နဲ့9နဲ့ပတ်နိုင်ပါတယ်တပတ်စာပတ်တီးပါအားလုံးပဲပေါကြပါစေ channel လေးကို like နဲ့ subscribe လုပ်ရှင်းနေကြပါဦးကျေးဇူးများတင်ပါတယ်